မင်္ဂလာပါခင်ဗျာယနေ့နောက်ဆုံးရပြည်တွင်းတော်လှန်ရေးနဲ့စီးရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးရရှိလာတဲ့သတင်းတစ်ပုဒ်အရယမန်နေ့မေလ9ရက်နေ့မှာရခိုင်ပြည်နယ်အမ်းမြို့နယ်နဲ့မကွေးတိုင်းငဖဲမြို့နယ်ကြားနိုင်ရီကန်တောင်လန်းဟောင်းတစ်လျှောက်မှာတိုက်ပွဲတွေဖြစ်ပွားနေကြပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့ပေမဲ့ကြီးတလုံးဟာသူတို့ရဲ့ကိုယ်ပိုင်စစ်ကြောင်းကိုမှားပြီးတော့ကြားရောက်ပောက်ကွဲသွားခဲ့ပါတယ်အဲ့ဒီဖြစ်ရကြောင်းအနည်းဆုံး10ဦးလောက်တေဆုံးသွားတယ်လို့လည်းသိရှိရပါတယ်စစ်မြေပြင်သတင်းမြင့်ရဲ့ဆိုရင်တော့ဒဏ်ရာရရှိသူတွေကိုစစ်ကူတွေနဲ့ပြောင်းရွှေ့ပေးခဲ့ရပေမဲ့လည်းတေဆုံးသွားသူတွေရဲ့အလောင်းတွေကတော့နေရာမှာပဲပစ်ထားခဲ့ကြရပါတယ်။နောက်ထပ်သိရတာကတော့တေဆုံးသွားတဲ့အလောင်းတွေကိုမကောက်ဖဲနဲ့ဒဏ်ရာရသူတွေကိုပဲဆွဲထုတ်ပြီးတော့နောက်ကတက်လာတဲ့စစ်ကူတွေနဲ့အတူကာပါဆ14ကိုပို့ဆောင်ခဲ့တယ်လို့လည်းဆိုထားပါတယ်။ဒီဖြစ်ရပြီးမှတော့စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ခတ်မှုကိုလုံးဝရပ်ပစ်လိုက်တယ်လို့စစ်ကြောင်းထိုးတာကိုလည်းရပ်ဆိုင်းလိုက်ရပါတယ်။ဖြစ်ရဲ့နောက်ခံအကြောင်းရင်းကိုကြည့်ရမယ်ဆိုရင်တော့မေလ1ရက်နေ့ကစစ်ကောင်စီဟာဗစီရွာလန်းအတိုင်းအင်အားဖြည့်ဖို့နဲ့ထိုးစစ်ဆင်ခဲ့ရမှာတော့နှစ်ဖက်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်သားတွေအများပြားကြာဆုံးခဲ့တဲ့အတွက်ဇင်ပြုံ၊စုံကုန်းနဲ့ကာပါဆ14တို့ကလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ကူပေးရကနေပြီးတော့မှဒီလိုနေရာမှာပြီးတော့ကြားရောက်လာတာဖြစ်တယ်လို့သိရှိရပါတယ်။တရားရရှိသူတွေနဲ့ပတ်သက်ပြီးတော့ဒေသခံတူဦးကမေလ3ရက်နေ့ညနေပိုင်းကအင်စီကာတစီနိုင်ရီက2စီးနဲ့စစ်ကားတစ်စီးတို့ပြင်ညပိုင်း8နာရီကျော်မှာဒဏ်ရာရစစ်သားတွေကိုမကွေးကိုအမြန်ခေါ်ဆောင်သွားတယ်လို့လည်းပြောလာပါတယ်။စစ်တပ်နဲ့နှိစက်သူတွေရဲ့ပြောပြချက်အရဆိုရင်တော့အရေးပေါ်လူနာတွေကိုစုံကုန်းနဲ့ကာပသ14မှာအဓိကထားပြီးတော့အရာရှိအဆင့်တွေကိုတော့မကွေးတက်နယ်စေယုံကိုချက်ချင်းပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။နိုင်ရီကန်ပြူအကုန်းကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပေမဲ့အကြရှုံးများလုံးလို့စုခွာခဲ့ကြရပါတယ်။ဒီနေ့မေလ9ရက်နေ့မှာသူတို့ချင်းချင်းပစ်ခတ်မိတဲ့လက်နက်ကြီးကြားရောက်မှုတွေကြောင့်တေဆုံးမှုတွေရှိခဲ့ပြီးတော့နောက်ထပ်တိုက်ပွဲတွေဆက်လက်ရပ်တန့်သွားတယ်လို့လည်းစီးရီးသတင်းမြစ်ကဆိုလာပါတယ်။တစ်ဖက်မှာလည်းရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်တဲ့မကွေးတိုင်းကံကောခရိုင်စော်မြို့နယ်ကကံကြီးကျေးရွာမှာစစ်ကော်မရှင်ကစစ်ရင်အားတွေအများအပြားဖြည့်တင်းပြီးတော့အထိုင်ချထားတာဟာအာရကတပ်တော်ကိုစစ်မြူတာဖြစ်နိုင်တယ်လို့နိုင်ငံရေးလေ့လာသူကသုံးသပ်ပြောဆိုနေပါတယ်။ကြောက်ထုမျိုးအမှတ်368အမြောက်တပ်ထဲကိုစစ်ရင်အားရောလက်နက်ခဲယံပါဖြည့်တင်ထားကြပါတယ်။ကံကြီးကိုအထိုင်ချစကန်ပုံစံလုပ်နေပါတယ်။ကန်ကြီးကရခိုင်ရဲ့ထွက်ပေါက်ဝင်ပေါက်ဖြစ်နေတော့အေကဒီဘက်ကိုစစ်ရင်အားပို့မလားဆိုပြီးတော့စစ်မြူတာဖြစ်နိုင်တယ်လို့နိုင်ငံရေးလေ့လာသုံးသပ်သူတူကလည်းပြောဆိုထားပါတယ်။ဧပြီလ26ရက်ကစစ်ကော်မရှင်တပ်သားအင်အား900ခန့်ပါတဲ့ရင်းနှံဟာပြင်ဦးလွင်ကနေမိတ်ထီလာကြောက်ပတောင်းကနေမှတဆင်းစိတ်ဖြူပေါက်လန်း10မိုင်လမ်းဆောင်ကိုရောက်ရှိနေပြီးတော့အခုအခါမှာတော့စောမြို့နယ်ကိုစစ်ရင်အားတချို့တဝက်ရောက်ရှိနေတာဖြစ်ကြောင်းအခုလိုမျိုးတုံ့တက်ရတာလို့လည်းပြောဆိုလာပါတယ်။စကားမကအေးရှိတဲ့ရခိုင်ပြည်ကနေရာတိုင်းလိုကိုထိုးစစ်ဆင်နေပါတယ်။လေးမျက်နှာနဲ့ရီကန်နဲ့ညောင်ကျိုးလိုပေါ့အခုကစောဖက်ပေါ့လေအေးရဲ့စစ်ရင်ကိုပြန်ပွားအောင်လို့လှုပ်ရှင်နေတာနေမယ်။တက်ချုပ်အသေးရဲ့စစ်မြူပြူဟာဖြစ်မှာပေါ့လို့နိုင်ငံရေးလေးလာသုံးသပ်သူတူကဆိုထားပါတယ်။လက်ရှိမှာတော့ကြောက်ထုအမြောက်တပ်ထဲကိုလက်နက်ခဲယမ်းတွေထပ်မံရောက်ရှိနေတာကြောင့်အနီးအနားပတ်ဝန်းကျင်တွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်လာနိုင်တဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်လက်ရှိနေတာကြောင့်ရောနယ်နဲ့ချင်းပြည်တောင်ပိုင်းကမိဘပြည်သူတွေအနေနဲ့လေကြောင်းရန်ကိုနေရောညပါအထူးသတိထားနေထိုင်ကြဖို့နဲ့ရောအလင်းတန်းကတိုက်တွန်းနှိုးဆော်ထားပါတယ်။ဆက်ဆက်သတင်းတပုတ်အရအာရခတပ်တော်အေးရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြင့်နိုင်ဟာမကြာသေးခင်ကဒီပတ်လိုမဲ့သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းပွဲမှာရခိုင်ပြည်နယ်ရဲ့အနာဂတ်နဲ့မြန်မာ့ຫນွေဦးတော်လှန်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့အကြံပြုချက်တချို့ကိုလည်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူကတော့ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်ဖို့ဆိုရင်တော့အဆိုအရဆုံးအခြေအနေတွေကိုတော့မှကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ပြောလာပါတယ်။ဒေသခံပြည်သူတွေကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေမြန်မြန်ပြေလျှော်သွားဖို့အတွက်ရရှိအကျိုးရှိတဲ့ဖြည့်ရှင်နည်းတွေကိုသူတို့ရှာဖွေနေတယ်လို့ဆိုလာပါတယ်။နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အိန္ဒိယဟာအရန်ကုန်မှာအရေးပါတဲ့နေရာမှာရှိနေတာကြောင့်ပို့ပြီးတော့အနိကပူပေါင်းဆောင်ရွက်ချင်နေတယ်။အထူးသဖြင့်ကလရန်ဘတ်ဆုံစီမံကိန်းကိုအောင်မြင်ရေးအတွက်အေးအနေနဲ့အခုအညီအပြည့်အဝပေးဖို့အသင့်ရှိတယ်လို့သူကအတည်ပြုပြောဆိုသွားပါတယ်။တရုတ်နိုင်ငံရဲ့သဘောထားနဲ့ပတ်သက်လို့လည်းပြောသွားပါတယ်။တရုတ်အနေနဲ့မြန်မာနိုင်ငံကိုတည်ငြိမ်အောင်လုပ်ချင်တာဟာသူတို့ရဲ့အကျိုးစီးပွားအတွက်ဖြစ်တယ်လို့သူကဆိုထားပါတယ်။ဒါဟာဘယ်နိုင်ငံမှာဆိုလှုပ်လက်ရှိတဲ့တဘာဝကြတဲ့လှုပ်ရက်ပဲလို့လည်းသူကရှုမြင်ပြီးတော့အဲ့ဒါကိုဖိအားပေးတယ်လို့မတတ်မှတ်တင်ဘူးလို့လည်းသူကပြောပါတယ်။လူခွင့်ရေးဆွဆွဲချက်တွေနဲ့ပတ်သက်ရင်တော့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကပြင်းပြင်းထန်ထန်ညှင်းဆိုသွားပါတယ်။အချို့သောဖွဲ့စည်းတွေနဲ့ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေဟာလူအခွင့်အရေးဥပဒေကိုလက်နက်တစ်ခုလိုအသုံးချပြီးတော့အေကိုအမိပြတ်စေဖို့အတွက်ရည်ရွယ်ချက်ရှိရှိဆွဆွဲနေတယ်လို့လည်းသူကတုံ့ပြန်ပြောဆိုသွားပါတယ်။မြေပြင်မှာတော့ချင်းတိုင်းသားတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲမွတ်စလင်အတိုင်းဝိုင်းနဲ့လည်းယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက်ကြိုးစားနေတယ်လို့ဆိုလာပါတယ်။
အဲ့ဒီလိုလုပ်ငန်းစဉ်တွေအတွက်အချိန်ပေးရအောင်မယ်လို့လည်းသူကပြောဆိုသွားပါတယ်။မူရစ်စေဝါကိစ္စနဲ့ပတ်သက်ပြီးတော့ရခိုင်ပြည်နယ်အတွင်းအုံပြုမှုနဲ့ရောင်းဝယ်မှုဟာစစ်တပ်အုပ်ချုပ်တဲ့ခေတ်တွေတုန်းကထက်တိတိတတ်တာကျဆင်းသွားပြီလို့လည်းသူကပြောဆိုလာပါတယ်။စစ်ကောင်စီဟာမူရစ်စေဝါစက်ရုံတွေရှိနေတာကိုသိပေမဲ့ထိရောက်တဲ့အရေးယူမှုမလုပ်ခဲ့ဘူးလို့လည်းဝေဖန်သွားပါတယ်။အေးအနေနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးနေပေမဲ့ရေလမ်းကနေတရားမဝင်တင်သွင်းမှုတွေကိုတော့အမြင့်ပြတ်အောင်လုပ်ဖို့အတွက်ချိန်ယူရအောင်မယ်လို့ဝန်ခံပြောဆိုသွားပါတယ်။နယ်စပ်ဒေသခံလုံခြုံရေးနဲ့ပတ်သက်ပြီးတော့မောင်တော်ဒေသမှာ ARSA အဖွဲ့ရဲ့ချိန်ချောက်မှုတွေကိုဒေသခံတွေကစိုးရိမ်နေရဆဲလို့လည်းဆိုပါတယ်။အဲ့ဒီအဖွဲ့အစည်းဟာမူရစ်စေဝါရောင်းဝယ်မှုမှာပါဝင်နေတဲ့ဆိုတဲ့အချက်လက်တွေရရှိထားတဲ့အတွက်ဒေသခံတွေဘေးကင်းအောင်လို့အထူးအာရုံစိုက်နေရတယ်လို့လည်းသူကပြောဆိုလာပါတယ်။အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးလေးလာသူတူကဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပြောစကားတွေကအေးဟာစစ်ရေးတာမကအုပ်ချုပ်ရေးနဲ့တန်တမန်ရေးရတွေပိုင်းမှာပါအစဉ်သင်ဖြစ်နေပြီဆိုတဲ့အချက်တွေကိုဖော်ပြနေပါတယ်။အိန္ဒိယကိုကူညီဖို့ကမ်းလှမ်းတာဟာဒေသတွင်းမှာတရားဝင်မှုရယူဖို့ကြိုးစားတာဖြစ်တယ်လို့တရုတ်ဘော်ကိုတုံးသက်ချက်ကလည်းအိန္ဒိချင်းတွေကြားမှာဟန်ချက်ညီအောင်လို့ထိန်းချောင်းနိုင်တဲ့စမ်းဆောင်ရည်ရှိကြောင်းပြသနေတာဖြစ်တယ်လို့မှတ်ချက်ပေးထားပါတယ်။တခြားလေ့လာသူတွေကလည်းအစိုးဆုံးအခြေအနေတွေအတွက်ပြင်ဆင်ဖို့သတိပေးလိုက်တာဟာရှေ့လာမယ့်ကာလတွေမှာတိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့နိုင်ငံရေးအရာလည်းပုံမပြီးတော့ရှုပ်ထွေးလာတဲ့အလက်အပြောင်းတွေနဲ့ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့အချက်တွေကိုညွှန်ပြနေတယ်လို့သုံးသပ်ကြပါတယ်။နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ဗမာပြည်မှာကပြည်သူတွေရဲ့ဆန္ဒကိုလေးစားတယ်လို့တူညီတဲ့ရည်မှန်းချက်ရှိတဲ့အခြားဖွဲ့စည်းတွေကိုလည်းအေးကကူညီပေးနေတယ်လို့သူကပြောဆိုသွားပါတယ်။တော်လှန်ရေးအောင်မြင်ဖို့ဆိုတာကအဖွဲ့အစည်းအလုံးရဲ့စုပေါင်းအားစုအပေါ်မူတည်နေတာကြောင့်အားလုံးအနေနဲ့နုနုကြကြရှိပြီးတော့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့လည်းသူကအသိပေးပြောကြားသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအာဏာသိမ်းစစ်ကောင်စီဟာစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ကြားက NUG ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းအကူအညီနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးတော့အင်းတော်နှစ်ပါးနဲ့မော်လူမျိုးတွေကို9ရက်အတွင်းပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။2025ခုနှစ်အလယ်ပိုင်းလောက်မှာမန္တလေးမြို့ကနေ10မိုင်ကွာကစစ်ကောင်စီစခန်းတွေပါဝင်မန္တလေးမတရားလမ်းကိုပြန်လည်ရအောင်လို့မန္တလေးနန်းတွင်အခြေဆိုင်အလယ်ပိုင်းစစ်ဌာနချုပ်လာပါခရဲ့လေကြောင်းနဲ့အတူတရုတ်အကူအညီကိုအပြုတဲ့တံမြန်စီးတွေကြောင့်6လအတွင်းမှာမန္တလေးမတရားစင်ကူတပိတ်ချင်းတကောင်ထိချိုင်းကနေမော်လူအထိမန္တလေးတိုင်းတွင်းက NUG တင်ပိုက်ထားတဲ့မြို့အလုံးနဲ့စကိုင်းတိုင်းတွေက NUG မြို့အများပြားကိုပြန်သိမ်းနိုင်ခဲ့တယ်လို့သိရှိရပါတယ်။မလတွင်ကတကောင်မျိုးကိုပြန်လည်ရရှိပြီးတဲ့နောက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေဟာပုံမပြင်းထန်လာခဲ့ကြပါတယ်။ AB 29ရက်နေ့မှာအင်းတော်မျိုးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးတော့နဘာမျိုးကိုလည်းဆက်လက်သိမ်းယူနိုင်ခဲ့ကြပါတယ်။ဒီနေ့မေလ9ရက်နေ့မှာတော့ဘော်လူမျိုးကိုစစ်ကောင်စီကထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကလည်းပြောဆိုထားပါတယ်။စစ်ကောင်စီဟာမတ်20ရက်မှာတကောင်းတောင်နီကဲဆက်ယုံအမေရိကန်ဒေါ်လာတန်1000နီးပါးတရုတ်ရင်းနှီးမြှုပ်နှံမှုကို NUG လက်ထက်ကနေပြန်လည်ရယူပြီးတဲ့နောက်စကိုင်းတိုင်းဘက်ကိုလည်းဆက်လက်ချီတက်လာခဲ့ကြတာပါ။ထိကြရင်ပါဝင်ကတာအင်းတော်မော်လူမျိုးတွေကိုတလားကျော်အတွင်းမှာပဲပြန်လည်သိမ်းခဲ့နိုင်တာဖြစ်ပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့စစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်ခဲ့ကြပေမဲ့လေကြောင်းဒရုန်းနဲ့မြေပြင်စစ်ကြောင်းအင်အားကြီးမားတာကြောင့်နယ်မြေတွေအမြန်ဆုံးရှုံးခဲ့ရတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တူကလည်းဆိုထားပါတယ်။2023ခုနှစ်ဒီဇင်ဘာမှာမော်လူကိုသိမ်းပိုက်ခဲ့ပြီးတော့2025 AB မှာအင်းတော်ကိုသိမ်းပိုက်ဖို့အတွက်ရှေ့လကျော်ကြားတိုက်ခိုက်ရတာလည်းဖြစ်ပါတယ်။စစ်ရှုံးနယ်မြေတွေကိုပြန်လည်သိမ်းယူဖို့အတွက်မန္တလေးလာပါခဦးဆောင်တဲ့စစ်ကောင်စီကကချင်ပြည်နယ်အဝင်အထွက်ဖြစ်တဲ့မော်လူကိုပြန်ရတဲ့အထိလေကြောင်းကနေပုံကျဲတာကိုအလွန်အကျွံအသုံးပြုခဲ့ပြီးတော့အရက်သားတွေကိုပြစ်မှတ်ထားတယ်လို့လည်းဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေစီကနေဆွဆွဲထားပါတယ်။ဒါအပြင်တရုတ်ထောက်ပံ့တဲ့နည်းပညာမြေဒရုန်းတွေကိုအမြောက်အများသုံးဆွဲပြီးတော့မြေပြင်စစ်ကြောင်းမရောက်ခင်မှာကန်စစ်နေရာတွေကိုကြိုတင်ပြီးတော့ပုံကျဲဖြတ်စီကအင်အားတလွန်စွာနဲ့ဝင်သိမ်းတာလို့မြေပြင်တိုက်ပွဲတွေကပြောဆိုထားပါတယ်။လက်ရှိအင်းတော်နယ်မော်လူကိုပြန်သိမ်းတဲ့စစ်ကောင်စီရဲ့မြေပြင်တပ်မှာမန္တလေးလာပါခလက်အောက်ခံတပ်ရင်တွေတပ်မ33နဲ့စစ်သားတွေပါဝင်တယ်လို့ဆိုထားပါတယ်။အင်းတော်နဲ့မော်လူအပါဝင်ကချင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့လမ်းမိုင်းတွေကိုတော့စစ်ကောင်စီပြန်ထိန်းချုပ်နိုင်တာကြောင့်စကိုင်းနဲ့ကချင်ကုန်စည်စီးဆင်းမှုပုံမခက်ခဲလာနိုင်ပြီးတော့အညာဒေသခံပြည်သူတွေအတွက်စေဝါစားနပ်ရိက္ခာနဲ့လူသုံးကုန်ပြက်လက်မှုကပုံမပြီးတော့ဆိုးရွားလာနိုင်တယ်လို့ဒေသခံတွေကဆိုရင်နေကြပါတယ်။နောက်ထပ်ရရှိလာတဲ့သတင်းတစ်ပုဒ်အရမွန်ပြည်နယ်ဘီလင်မြို့နယ်ကလီဂေစကန်မှာဖမ်းဆီးရမိခဲ့တဲ့ဒုတပ်ရင်းမှုအပါအဝင်စစ်သားတွေကိုအထူးတိုင်းစစ်ဌာနချုပ်ရဲ့စစ်တုံးမှန်စကန်နှစ်မှာဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့လည်းသိရှိရပါတယ်။ AB 12ရက်နေ့ကလီဂေစကန်ကိုတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံရှင်းလင်းရမှာတော့စစ်သား9ဦးသေဆုံးပြီးတော့18ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြပါတယ်။တနက်ကအလက်20နဲ့ခေရန်လက်နက်တွေကိုလည်းထပ်မံတင်စီရမိခဲ့တယ်လို့ဒီကနေ့မေလ9ရက်နေ့ကထုတ်ပြန်တဲ့အထူးတိုင်းစစ်ဌာနအမှတ်1စစ်စင်ရေးနယ်မြေရဲ့သတင်းစာမှာဖော်ပြထားပါတယ်
စစ်တပ်ဘက်က4ကင်းနဲ့ဝင်တာပန်စကန်တွေမကြောက်အောင်လို့တက်မ44လောက်ခန့်ခလာရ8နဲ့ခမာရ2ပူပေါင်းအင်အား200ဝန်းကျင်နဲ့ပိန်နေတော့ဗျူဟာစကန်ကနေစစ်ကြောင်းထိုးလာတာပါအဲ့ဒီအခါမှာတော်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့ရမှာတော့စစ်သား25ဦးသေ30ခန့်ဒဏ်ရာရကလက်နက်အမျိုးမျိုး22လက်ဒရုန်းကန်တလက်ခဲရနဲ့စစ်သုံးမန်း6ဦးကိုတင်စီရမိခဲ့တယ်လို့သတင်းအရသိရှိရပါတယ်တထုံခရိုင်အခြေဆိုင် PDF ရဲဘော်တဦးက 4K ကိုတင်ပိုက်ပြီးတော့ဝင်တာပန်ကိုဆက်လက်တိုက်ခိုက်တဲ့အချိန်တစ်ချောင်းစစ်တပ်ကပုံကျဲနေပါတယ်။ရွာတွေပြက်အိမ်တွေမိလောက်စစ်ပေးရှောင်တွေကလည်းအများကြီးပါပဲ။အခုအချိန်ထိတိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေတုန်းပဲလို့သူကပြောဆိုလာပါတယ်။စစ်တပ်အနေနဲ့ဝင်တာပန်နဲ့ကြောက်ဖြာအုပ်စုတွေကိုနေ့စဉ်လေကြောင်းကနေတိုက်ခိုက်မှုလက်နက်ကြီး drone နဲ့စစ်တပ်လေထူးတွေနဲ့ပုံကျဲတိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်။ AB 26ရက်နေ့ကတော်လန်ရေးတပ်တွေရဲ့ပြစ်ခတ်မှုတွေကြောင့်ဝင်တာပန်ကြီးရွာအပေါ်ဘုံကျဲနေတဲ့စစ်တပ်လေထီတစ်စင်းပြတ်ကျခဲ့တယ်လို့အထူးတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။2026ခုနှစ် AB လကလက်ရက်စကန်နဲ့ 4K စကန်တို့ကိုအောင်မြင်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စကန်သိမ်းတိုက်ပွဲတွေပြီးဆုံးချိန်မှာတော့နယ်မြေရှင်းလင်းရေးလုံခြုံရေးနဲ့စစ်ဘေးရှောင်ရဲသားတွေကိုကူညီမှုတွေဆက်လက်လှုပ်ဆောင်နေရင်းနဲ့စစ်တပ်နဲ့နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့အထူးတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။ဒီစကန်တစ်ခုကိုပြန်သိမ်းပိုက်နိုင်ဖို့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်1စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနချုပ်ကပကဖအထူးစစ်စင်ရေးတပ်ဖွဲ့ SOF KNLA KNDO နဲ့ဒေသအခြေပြုကာကွယ်ရေးတပ်များ NDFS နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်ရရှိလာတဲ့သတင်းတစ်ပုဒ်အရမေလ3ရက်နေ့မနက်10:00နာရီခွဲလောက်မှာတနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ဘော်ဒီကန်တရာအနီးကခမရ96တိစီကိုဥတီသွားတဲ့စစ်ကောင်စီရဲ့ကုန်တင်ကား3စီးကို9မရွာနီးနားမှာပူပေါင်းတပ်ဖွဲ့တွေကမိုင်းရောဘုံနဲ့ပါဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ကားတစ်စီးမှောက်ကျပျက်စီးသွားခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီနောက်မနက်7:55မိနစ်လောက်မှာတော့6မရွာနီးနားမှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပူပေါင်းတပ်ဖွဲ့တို့20မိနစ်ကြာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။နောက်ပြီးတော့ညနေ4:00နာရီလောက်မှာဗန်လောလန်းစုံမီလောင်ကုန်းအနီးနားမှာလည်းမြိတ်ခရိုင်တပ်ရင်း2ခွဲ1တပ်ရင်း3ခွဲ1နဲ့မြို့မြို့နယ်ကပကဖပူပေါင်းတပ်ဖွဲ့တို့ကစစ်ကောင်စီတပ်နဲ့ထပ်မံပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။အဲ့ဒီတိုက်ပွဲတင်မှာစစ်ကောင်စီဘက်ကစစ်သား3ထပ်မံနဲ့အသက်ဆုံးရှုံးခဲ့ရတယ်လို့သတင်းအရသိရှိရပါတယ်။လက်ရှိအချိန်ထိတနင်္လာရီမြို့နယ်အတွင်းတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေသေးတာကြောင့်ပြည်သူတွေအနေနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့အနီးနားတစ်ဝိုက်ကိုတွာလာခြင်းရှောင်ကျဉ်ကြဖို့မြိတ်ခရိုင်တပ်ရင်း2ကမြစ်တာရက်ခံပြောဆိုထားပါတယ်။အလားတူပဲမကွေးတိုင်းစလင်းမြို့နယ်ဘက်မှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကြေးရွာတွေစီကိုစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ကြေးရွာတွေကိုလည်းမိရှို့ဖျက်ဆီးနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။မေလ3ရက်နေ့ကစလင်းမြို့နယ်ကန်နိုင်ကွေရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်ကအင်အား100ကျော်နဲ့ဝင်ရောက်လာပြီးတော့လက်နက်ကြီးတွေအထမ်းချကတပ်ဆွဲခဲ့တယ်လို့လည်းသိရှိရပါတယ်။ပြီးတော့မေလ4ရက်နေ့နေ့လယ်ပိုင်းမှာသူတို့ဟာကန်နိုင်ကွေရွာကနေနတ်စင်ကုန်းကံပေါင်းရှာတော်စင်တူကန်တီကုန်းနဲ့ပြိုးခင်ကုန်းရွာတွေကိုဆက်လက်ဝင်ရောက်ပြီးတော့တော်လန်ရေးတပ်ဖွဲ့တွေနဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ဒီတိုက်ပွဲအတွင်းမှာကန်နိုင်ကွေရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကလည်းပစ်ကူတိုက်ခိုက်ပေးခဲ့တယ်လို့စလင်းမျိုးဘက်ကနေလည်းကား3စီးနဲ့အင်အားဖြည့်တင်းခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီစစ်ကြောင်းဟာစင်တူကန်ရွာနဲ့ပြိုးခင်ကုန်းရွာကိုမိရှို့ဖျက်ဆီးပြီးတော့ကန်နိုင်ကွေရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သတင်းအရသိရှိရပါတယ်။ဆက်ဆက်သတင်းတစ်ပုဒ်အရပချိတ်မြို့နယ်မှာပြီးခဲ့တဲ့နေ့ကနေစလို့ပြန်လည်ဖြစ်ပွားနေခဲ့တဲ့မြေပြင်တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကတပ်သားအချို့တည်ဆုံပြီးတော့အကျဉ်းသားနဲ့လက်နက်ခဲယမ်းတချို့ကိုတင်စီရမိခဲ့တယ်လို့ KIA နဲ့ KPDF ရဲ့သတင်းရင်းမြစ်တွေကပြောဆိုလာပါတယ်။လုံငင်းကျေးရွာအုပ်စုဖားကံမြို့နယ်ထဲမှာမေလ4ရက်နေ့နနက်စောပိုင်းကနေစပြီးတော့စစ်ကောင်စီရဲ့စခန်းတွေကို KIA နဲ့ KPDF တပ်ဖွဲ့ဝင်တွေကတိုက်ခိုက်နေတာဖြစ်ပြီးတော့အခုချိန်ထိတိုက်ပွဲတွေပြင်းထန်နေသေးတယ်လို့လည်းသိရှိရပါတယ်။ KIA နဲ့ KPDF နဲ့နီးစပ်သူတူကတော့တိတ်ဆုံးသွားတဲ့သူတွေထဲမှာတော့စစ်တင်တန်းစင်းတွေကအများဆုံးပါ။မနေ့ကနဲ့ဒီနေ့2ရက်လုံးအနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။တေတာရောဖမ်းမိတာရောစုစုပေါင်း15ယောက်ကျော်နေပြီလို့ပြောဆိုလာပါတယ်။နောက်ထပ်သတင်းတစ်ခုကတော့အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်ကကြာဆုံးသူ30နီးပါးရှိတယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီရဲ့သတင်းပေးသူတို့ချို့ကလည်းဖမ်းဆီးရမိထားတယ်လို့သိရှိရပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီရဲ့တပ်စုတွေဟာမော်စီစာရွာတွေကိုရောက်ရှိနေပြီးတော့အရက်သားတွေရဲ့အိမ်တွေကိုဝင်ရောက်ရှာဖွေနေတယ်လို့ဆိုပါတယ်။မော်စီစာရွာသားတူကတော့အိမ်ထဲကကြောက်စိန်တုံးတွေကိုပါတည်ဆောင်သွားပါတယ်။လူကိုတွေ့ရင်လည်းတပ်ပစ်ပါတယ်။ရွာသားတွေအများကြီးပိတ်မိနေကြတယ်လို့သူကပြောဆိုလာပါတယ်။ဖားကံမြို့နယ်မှာ AP 2ရက်နေ့ကနေစလို့တိုက်ပွဲတွေစတင်ခဲ့ကြတာပါ။အစောပိုင်းစစ်တွေမှာလုံခင်းကျေးရွာအုပ်စုကိုစစ်ကောင်စီကထိန်းချုပ်ထားပြီးတော့တိုက်ပွဲတွေအလွန်ပြင်းထန်ခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့မြေပြင်တိုက်ပွဲတွေကရပ်သွားခဲ့ပြီးတော့ KIA နဲ့ KPDF က
drone တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့စစ်တပ်ဘက်ကလည်းလက်နက်ကြီးတွေနဲ့ drone တွေသုံးပြီးတော့ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။မေလ4ရက်နေ့နံနက်မှာ KIA နဲ့ KPDF ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကလည်းဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်ဒေသခံတွေရဲ့အိမ်တချို့မိလောင်ပျက်စီးသွားတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီနေ့မှာတိုက်ပွဲတွေပြင်းထန်လာပြီးတော့မြေပြင်တိုက်ပွဲတွေအတွင်းတော်လှန်ရေးပါဝင်တဲ့တပ်ဖွဲ့ဝင်တချို့ကလည်းကြာရှုံးသွားခဲ့တယ်လို့သတင်းတွေအရထွက်ပေါ်နေကြပါတယ်။လက်ရှိအချိန်မှာကချင်ပြည်နယ်ဖားကန်အပြင်ရွှေကူမြို့နယ်မှာလည်းစစ်ကောင်စီတပ်နဲ့ KIA KPDF တို့ကြားတင်းမာမှုတွေရှိနေကြပါတယ်။ရွှေကူမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမဘိတ်မြို့နယ်အတွင်းကပြည်သူတွေကတော့စစ်ရေးတတိထားနေထိုင်ကြဖို့ KIA ကတတိပေးထားပါတယ်။